ကဲချစ်ရတဲ့အမျိုးတို့ရေကြည့်ကြပါဦးရေထဲမိုးထဲမှာကျွန်တော်တို့တောင်သူတွေဘယ်လောက်တော့ဒုက္ခရောက်နေလဲဆိုတာ ဘူးမရှိဘူးရေထဲမှာပဲပြော ကြည့်ကြသမ်းပါဦးဗျာအဲ့တော့ဒုက္ခရောက်နေပါတယ်ဘာတွေလဲလူလဲရေထဲမိုးထဲမှာလုံနေတာကြည့်ကြပါဦးအမျိုးတို့ရေစက်တွေကလည်းကျွန်းဒုက္ခတွေရောက် ပြောတော့ဘာလို့လဲနဲ့ဆိုင်နေ ဒီနေ့ဘဝတော့မလွယ်တော့ဘူးကြည့်ကြပါဦးမျိုးတွေ အောက်နေနေ တော့ဒုက္ခရောက်ပါတယ်ဒီနေ့ဘဝ အဲ့ချိုးတော့လေချိန်ကြိုက်မယ်လေ အားလုံးကျေးဇူးတင်ပါတယ်